ဒီလာမဲ့စနေတနင်္ဂနွေမှာထိုင်းနိုင်ငံမှာဆန္ဒပြမယ်လို့ကျွန်တော်တို့သတင်းတွေကြားမိပါတယ်ဒီ TV ကလည်းအစီအစဉ်တွေမှာကြေညာထားတာတွေ့ရတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာရှိတဲ့လူတွေဘန်ကောက်နားမှာရှိတဲ့လူတွေဆန္ဒပြတဲ့နေရာကိုမသွားမိဖို့အထူးလိုအပ်တယ်ဆန္ဒပြမှာကရချဒမ်နန်နော့မှာရှိတဲ့ဒီအနုစဝရီးပေါ့နော်အနုစဝရီးကြောက်တိုင်ဒါမှမဟုတ်လည်းရချဒမ်နန်နိုင်နဲ့ knock ဒီနှစ်ခုကြားမှာပေါ့နော်ဒီမြန်မာတွေခေါ်တော့လေးမျက်နှာဖျားပေါ့အဲ့ဒီမှာလည်းရှိနိုင်တယ်လို့ဒီဘက်ချမ်းဒီခေါဆန်လမ်းဘက်ချမ်းမှာရှိတဲ့အနုစဝရီးဘက်မှာလည်းဒီရချက်ဒမ်နန်နောက်မှာလည်းဒီဆန္ဒပြတဲ့လူတွေနေရာတက်လာတဲ့လူတွေလည်းရှိနိုင်တယ်ဒါကြောင့်မို့ဒီလာမဲ့စနေတင်းငွေမှာကျွန်တော်မြန်မာတွေအထူးဂရုစိုက်ပြီးတော့တွာလာဖို့လိုအပ်လို့ရှိရင်အဲ့ဒီဘက်ချမ်းကိုမတွားမိဖို့လိုအပ်တယ်တွားရောက်ခဲ့လို့ရှိရင်လည်းကိုကကြားပြီးတော့ကြားနေဝင်ပြီးတော့ညှက်သွားမှဒီဆန္ဒပြတဲ့လူတွေနှိမ်နေတာပဲဖြစ်တခြားဒီအကြောင်းမျိုးကြောင့်ခုဖြစ်သွားမှဆိုရင်လို့ကျွန်တော်ဒီနေ့ဒီမရောက်ခင်ပါဘူးလာရောက်လို့ပြောပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်ပူပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားအားလုံးကျန်းမာချမ်းသာကြပါစေမင်္ဂလာပါ